အားလုံးမင်္ဂလာပါ property စီကားနဲ့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လုံလုံချုံနဲ့လုံးဝနားအီးပိုင်းနေခြင်းနဲ့အိမ်ကလည်းလုံးဝအိမ်စုမအိမ်ပေါ့နော်လုံးဝအကျွတ်အမအထွတ်အရန် share ဖြစ်တဲ့အိမ်တစ်လုံးဒီနေ့ property စီကားနေပြီးတော့ house tour လုပ်ပြီးမှဖြစ်ပါတယ်ဒါကျွန်တော်မြောက်တကုံထဲမှာအရန်ကိုနာမည်ကြီးပြီးသားဖြစ်တဲ့လုံခြုံပြီးသားဖြစ်တဲ့ပင်လုံ estate မှာရှိတဲ့အိမ်တစ်လုံးဒီနေ့ property tour လုပ်ပြီးမှဖြစ်ပါတယ်အခုကျွန်တော်အနောက်ကအိမ်ကတော့ဒါပေ40ပေ80ရှိတဲ့ကျွန်တော်တို့ခြံကြေးကြီးထဲမှာအိမ်က3ထပ်ပေါ့နော်တကယ်ဟိုအထဲမှာရောကျွန်းတွေအပြည့်နဲ့ grand ဖြစ်အောင်ပြင်ဆင်ထားတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်အခုကျွန်တော်ပတ်ဝန်းကျင်လည်းတစ်ချက်ကြည့်အောင်ဒီမှာကြည့်လုံးဝအိမ်ဆိုမှအိမ် share တွေပဲပြီးဒီဘက်ခြမ်းဆိုရင်လည်းဟီးနေအောင်ကျွန်တော်တို့အင်ဂျီအိမ်ကောင်းတွေပဲရှိတဲ့ဒါလမ်းထဲမှာပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်ဟိုဘက်ဆိုရင်ဒါကျွန်တော်တို့ပေ80ပတ်လည်ပေါ်မှာအိမ်တွေကလုံးဝပြောမဆိုရင်တော့ကျွန်တော်တို့ဒီမြောက်တကုံထဲမှာအင်ဂျီအိမ်ကောင်းတွေအများကြီးစုနေတဲ့အိမ်ယာထဲမှာရှိတဲ့အိမ်တစ်လုံးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့လမ်းကလည်းကျဲတယ်အိမ်ယာထဲမှာဖြစ်တဲ့အကြောင်းလုံခြုံတယ်နိုင်ပိုင်းရှိတယ်ပြီးတော့ရင်ကျွန်တော်တို့ဝေယူရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်းမြေတံပိုးအရာအမြဲတမ်းကျွန်တော်တို့ဈေးတက်နေတဲ့နေရာမျိုးမှာရှိတဲ့အိမ်ဖြစ်ပါတယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ဒါလမ်းနေနမိတ်တဲ့ကျွန်တော်ဒီလူပေါ့နော်ခြံလေးကိုအနည်းဆုံးဒါကျွန်တော်ပန်းကုံကြည့်လိုက်ရင်တိတာနှစ်ပေခွဲလောက်ကိုမြင့်ထားပြီးသားပေါ့နော်အဲ့ဒီပြင်ကျွန်တော်ခြံစည်းရိုးတွေအစအိမ်ဒီဇိုင်းကတော့ဒါ modern design ကိုမှ contemporary design ပေါ့နော်ဟိုရိုးရိုးရှင်းရှင်းပဲဖြစ်တယ်ဒီမှာကျွန်တော်တို့ဒီလမ်းနေပြီးတော့ခြံကမြင့်ထားတဲ့အပြင်ကျွန်တော်တို့အိမ်မကြီးကိုပါထပ်ပြီးတော့မြင့်ထားတယ်เนาะဆိုတော့လမ်းနေပြီးတော့အနည်းဆုံးအိမ်ကအနည်းဆုံးကျွန်တော်တို့9ပေလောက်မြင့်ထားပြီးသားလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ရေမြောင်းရေရှမ်းတာတို့ဘာလို့မြောက်တကုံမှာကျွန်တော်တို့စိုးရိမ်နေတဲ့အရာအားလုံးအေးစစ်စစ်ကျွန်တော်တို့မိထားလို့ရပြီဒီမှာတော့ car crash ပေါ့နော်indoor car crash တနေရာရမယ်ဒီဘက်ချမ်းမှာလည်းကားတနေရာရမယ်ဆိုတော့အထင်းမှာအနည်းဆုံးတော့ကား3စီးလောက်ထားလို့ရမယ်အပြင်ဒီမှာကျွန်တော်တို့ခြံစည်းရိုးတွေလည်းတေချာလုပ်ပြီးတော့ဒီလို drill စနစ်ပေါ့နော် drill စနစ်တွေကိုလည်းတေချာဟိုဘက်ချမ်းဒီဘက်ချမ်းအကုန်လုံးလုပ်ထားပြီးသားပေါ့နော်ဒီအိမ်မှာအားသာချက်ကတော့ကျွန်တော်နံပါတ်1ကတော့ power meter ပေါ့နော် power meter ရဲ့အားသာချက်ကကျွန်တော်ရက်ွက်တွေထဲမှာ aircon နှလုံး3လုံးလောက်ဖွင့်ပြီးဆိုရင်အဲ့မှာအခက်အခဲရှိရယ်ဒါမဲ့ကျွန်တော်တို့ power meter ဆိုတော့ aircon ကအိမ်လုံးကြိုက်တယ်လို့သုံးလို့ရတယ်အဲ့ဒီပြင်ကျွန်တော်တို့ဒီဘက်မှာဂျိုးဖြူကလည်းရှိပြီးသားပြီးတော့ကျွန်တော်တို့အဝီစီလည်းပါပြီးသားပေါ့နော်တကားတွေကလည်းဒီလိုမျိုးအဲ့ဒါကျွန်တော်တို့အခုမြင်တဲ့အတိုင်းပဲတကားတွေမော်တာတွေနဲ့အကုန်ပါတယ်ဆိုတော့ကျွန်တော်တို့အိမ်ဒီဇိုင်းကတော့အခုကျွန်တော်မြင်တဲ့အတိုင်းပဲဒါတော်တော်လေး grand ဖြစ်တဲ့modern contemporary design ပေါ့နော်နိုင်ငံသားတွေမှာလည်းဒီလိုမျိုးက celebrity တွေပဲနေတဲ့အိမ်မျိုးဆိုတော့ကျွန်တော်တို့အိမ်ထဲတွားပြီးလေ့လာလိုက်ရအောင်ခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲဒါကျွန်တော်တို့ခြံမြင့်ပြီးတာအပြင်ကျွန်တော်ဒီမှာကျွန်တော်တို့ဒါအိမ်မကြီးကိုဝင်နေချိန်ထပ်မြင့်ထားရပါတော့ဒီမှာကတော့ပန်းခုံဒီအိမ်ကတော့လုံးဝ brand new လူမနေရသေးဘူးပေါ့နော်တစ်ဆက်ဆက်ဖြစ်တယ်တကားတွေကလည်းအိမ်လုံးကျွန်တော်တို့ကျွန်းခင်းထားတဲ့အပြင်အခုကျွန်တော်မြင်လိုက်တာနဲ့ဒါသူ့ရဲ့တကားတွေအရင်မြန်မာဆန်ပြီးတော့အရင်ရိုးအီနေတာမျိုးမဟုတ်ဘဲနဲ့သူကလူကျွန်တော်ရိုးရိုးရှင်းရှင်းလေးကျွန်းတွေကိုတုံးထားတယ်နော်ကဲအိမ်ထဲဝင်ကြည့်လိုက်ရဒီမှာကြည့်double ceiling ပေါ့နော်တော်တော်လေးကိုလာတယ်ဒီမှာနေရတဲ့ feeling ကအရန်ကိုကျွန်တော်တို့ကျေဝင်းတဲ့နေရာမှာနေရတဲ့ feeling ဖြစ်တဲ့ကြောင့်မို့နေရထိုင်ရမကျဉ်းကြဘူးเนาะတက်ရှူလက်ချောင်းတယ်ဒီအခင်းတွေအားလုံးတော့ကျွန်းဒီဘက်ကျွန်တော်တို့ဒီ aluminum ရတဲ့ဒါ wood texture aluminum နဲ့ဖြစ်တဲ့ကြောင့်မို့အရန်ကြီးကျွန်တော် modern အိမ်မှာနေရတယ်ဆိုတာမျိုးထက်နေချမ်းတဲ့ပူလီးဆက်တယ်ဆိုတဲ့ feeling ရစေတယ်เนาะဒီမှာတော့ကျွန်တော်တို့လီကာကတော့ဒီလို white ပြီးတော့တက်သွားတယ် ground floor မှာကျွန်တော်သမင်းစားကန်မိဖို့ခံdry kitchen wet kitchen ပြီးတော့ရင်ရေချိုးခန်းအိမ်သာတွဲပါတဲ့အခန်းကျယ်ခန်းပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အိမ်ထဲတွားမကြည့်ခင်မှာကျွန်တော်တို့မိဘူးခန်းသမင်းစားခန်းကြည့်အောင်ဒီမှာကတော့သမင်းစားခန်းဖြစ်ပါတယ်သမင်းစားခန်းရဲ့အပေါ်မီးလေးတွေကျွန်တော်တို့စီလင်အလှဆင်ထားတာလေးတွေကတော်တော်လေးဘယ်လိုပြောမလဲမျက်စိတွေအေးတဲ့ classic ဟိုမှဒီခုနောက်ပိုင်းခစ်ပေါ်တဲ့ကျွန်တော် fancy ကြီးတွေသုံးထားတာမြင်မှာဖြစ်ပါတယ်ပြီးတော့ဒီအိမ်မှာတော့ကျွန်တော်တို့ဒီမိဘူးခန်းတို့အင်တာယူခန်းတို့ဆိုအိမ်တက်တစ်ဆင့်နှိမ့်တယ်ပေါ့နော်ဒါမြန်မာအယူအရကျွန်တော်တို့ထည့်တွေးစဉ်းစားထားတာမြင်ရမှာဖြစ်ပါတယ်ဒီမှာတော့မိဘူးခန်းမှာဒါ dry kitchen ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကျူပြအချက်အကြီး
Marvel texture နဲ့ပြီးတော့ကျွန်တော်ဒီဘက်မှာအပေါ်မှာဆိုရင်ကျွန်းဒါလည်းဆိုကျွန်းပေါ့နော်တကယ်ကို daily use မှာအရင် practical ဆန်တဲ့အရင်အကြရှည်ခံတဲ့ကျွန်တော်ဗီဒီယိုတွေသုံးထားတယ်ဒီမှာဆိုရင် electric stove ပြီးတော့ရင်ကျွန်တော်အောက်ဘက်ကိုကျွန်တော်ဒီလိုမျိုးအန်ဆွဲတွေအစကျွန်းတွေနဲ့ပဲတေချာလုပ်ထားပါတော့ဒါပြောမှဆိုရင် quality ပြောရမှာပေါ့နော်ဟုတ်တော့ဘာလို့သုံးမယ်ဆိုရင်တော့တာရှည်မခံဘူးဒါဆိုရင်အရင်ကိုကျွန်တော်နှစ်ပေါင်း3ပါလေးကျွန်းဆိုတော့လေပြီးရင်ဒီမှာတော့ကျွန်တော်တို့ဒီအဝတ်လျှော်တဲ့နေရာဒီမှာ editor ထားတဲ့နေရာ2 door ပဲတက်ထား1 door ပဲထားကြိုက်တဲ့လောက်ထား space ကအကျယ်ကြီးပဲ ceiling ကလည်းဒါကျွန်တော်တို့အနည်းဆုံး12ပေမြင့်နေပေါ့နော်တော်တော်မြင့်နေဒီမှာတော့ make room လုပ်ရတယ်ဒါမှမဟုတ်ဒါကျွန်တော်တို့ဟိုပါပေါ့နော် store ပေါ့ store လုပ်ရတယ်သူကတကားတွေအကုန်လုံးကတော့ဒါကျွန်းတကားတွေပေါ့နော်ကြီးပေါင်းတွေအစတော်တော်လေးဘယ်လိုပြောမလဲmodern bed ကိုပွားတဲ့ကျွန်းသူအကွက်လေးပေါ့နော်ရိုးရှင်းရှင်းလေးဒီဘက်မှာသူ့ရဲ့ရေကျူးခန့်အိမ်တာရေကျူးခန့်အိမ်တာကတော့ကျွန်တော်တို့ဒီစီလင်အပြည့်ထိကျွန်တော်ကျွန်းဖီချာကတ်ထားတယ်ဒီမှာပေါက်လို့လည်းအကျယ်ဖွင့်ထားတယ် lighting လည်းဝင်တယ်ဒီမှာသူ့ရဲ့ဒီ switch တွေလည်းဒါ piano switch တွေပေါ့နော်button တစ်စိတ်တွေပဲဆိုတော့ဒါကကျွန်တော်တို့ dry kitchen ပေါ့နော်ပြီးဒီဘက်မှာ west kitchen ဒီဘက်မှာတော့ share ပေါ့ချက်ပြုတ်ပတင်းပေါ့အပြည့်အကုန်ဖွင့်ပြီးတော့မန်ကန်ချက်ပြုတ်တကားပိတ်ထားအထဲမှာ west kitchen ဒီ west kitchen ပေါ့နော်အထဲကတော့ dry kitchen ပေါ့နော်ကဲဒါကတော့ကျွန်တော်တို့အပြင်ဖြစ်ပါတယ်အပြင်နေရာကတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ service tank ကိုလည်းအထဲမှာထားလိုက်တယ်ဒီမှာ drain စနစ်ဆိုရင်ဒီရဲ့အပြင်ကနေဟိုးဘက်ပါပြီးသားပေါ့နော်တအိမ်နဲ့တအိမ်ရဲ့ကျွန်တော်တို့ဒီ privacy ရောမချီဟိုးပေါ်ထိကျွန်တော်တို့ဟိုဟာ chance ယူခတ်ထားပြီးသားပေါ့နော်ဒီမှာအမိုးထိုးပြီးတော့ကျွန်တော်တို့ဟိုလမ်းတာတို့ဘာတို့လည်းလွတ်လို့ရတယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့အခုမြင်မြင်ထက်မှာတော့အခန်းတခန်းပါတယ်ရေချူခန်းအင်တာတွဲနေဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်တို့ကြည့်မယ်ဒီအိမ်ကတော့ ventilation ကောင်းတယ် lighting ကောင်းတယ်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီပတင်းပေါက်အကျယ်ကြီးနှစ်ချက်ပါတယ်ပြီးအပေါ်မှာဆိုပတင်းပေါက်အပြည့်ပဲအပေါ်ကနေ lighting လည်းအောက်ဝင်တယ်အောက်က lighting လည်းအပေါ်တက်တယ်အဲ့ဒီပြင်ကျွန်တော်ဒီမှာထမင်းစားခန်းရဲ့ပတင်းပေါက်တွေကလည်းအကျယ်ကြီးပေါ့နော်ဆိုတော့ဒီဧကန်းမှာပုံမှန်အနေထားဆိုရင်လည်းတကားဖွင့်ထားမယ်ဆိုရင်ဒီဝင်တွေထွက်ကောင်းတယ်အေးမယ်ပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်တို့စီလင်းကအမြင့်ပဲဆိုတော့ဒီဘက်မှာတော့ကျွန်တော်တို့တော့လေးပါလေးထားပါတော့ဒီ use ပစ္စည်းလေးထားမယ်ဒီမှာကျွန်တော်တကယ်လို့လူကြီးရှိခဲ့တယ်မြေထက်မှာနေကျင်နေဆိုရင်လည်းဟိုကျွန်းအပြည့် skirting အစားဒီ skirting အစားကျွန်းနေတယ်ဒီခြာလေးလောက်ထားတာပြရမှာဖြစ်ပြီးကျွန်တော်စီလင်းတွေကတော့လုံးဝဟာလာကျွန်တော်အရန် minimalist ပေါ့နော်ရှင်းနေအောင်ပြင်ပြီးတယ်လေအဲ့လိုအပွင့်နေနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ဒီဖုန်းတွေပါရှင်းစရာမလိုတဲ့ map ပေါ့နော်အဲ့လိုလုံးဝအခန်းတစ်ခန်းလုံးကမြင်ရတယ်မျက်စိမစူးဘူးနော်အဲ့လိုပုံစံတကယ်လို့အိမ်ဆောက်ခဲ့မယ်ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ comment ပေးတယ်ပြီးရင်ကျွန်တော်တို့ဒီအဲကွန်းတွေအားလုံးရတယ် Mitsubishi မှာကျွန်တော်တို့ inverter type ပေါ့နော်သူ့ရဲ့ Chukan အင်တာလေးပြတယ်သူ့ရဲ့ Chukan အင်တာလေးတက်ရပဲဒီမှာဆိုရင်ကျွန်တော်တို့ဟိုဟာပေါ့နော်ခန်းထဲမှာဒီလို dryer တွေပါပြီးသားပေါ့နော်ဟုတ်တယ်ကြာဆိုတော့ဒီမှာတော့ကျွန်တော်တို့ခုနပြောလို့ပေါ့အဲ့တဲ့နေမယ်ဒါမှမဟုတ်လူကြီးရှိတယ်ဆိုရင်လည်းဒီမှာ AC ဖြစ်တယ်အပြည့်ဒီအိမ်မှာဆိုရင်အခုလိုမျိုး UV ခံနိုင်တဲ့တကယ်ကိုချီသားအထူကျွန်တော်တို့အရင် privacy လေးကောင်းတဲ့ကလကာတအိမ်လုံးတတ်ထားပြီးသားပေါ့နော်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ second floor တက်ကြည့်မလားဒီမှာဆိုရင်အခင်းတွေပေါ့နော်ဒီနေရာဆိုဒီလိုကျွန်းတွေဒီလိုဆက်ပြီးတော့꿰ထားပေးတာအစားတော်တော်လေးကိုလှတယ်မတူရဲ့နင်းပြားတွေကလည်းတော့အထူကြီးပဲကျွန်တော်ဒီလက်မတူအပြည့်ပြီးတော့ရင်ကျွန်တော်တို့ဒီလိုမျိုးနင်းပြားတွေကလည်းဒါတပေကြော်ပေါ့နော်တပေကြော်ရှိရယ်ဒီမှာအကြော်ကလည်းတော်လေးတောင့်တက်တာရှိရယ်ဘာလို့လဲဆိုကျွန်တော်တို့ကလေကားနဲ့တချိုးနှစ်ချိုးသုံးချိုးတွေတောင်မှကျွန်တော်12ပေချိုးထားတာဖြစ်လို့ကျွန်တော်တက်ရတာတော်လေးတောင့်တက်တာဖြစ်တယ်ဒီလို꿰ထားတဲ့ဟာတွေပေါ့နော်ဒီမှာဆိုရင် ventilation ဘာလို့ကျွန်တော် ventilation ကောင်းတယ်လို့ပြောလဲဆိုရင်ဒီမှာကြည့်ဒီကနေ lighting အကုန်လုံးကိုအောက်ဝင်မှာပါနော်ဆိုတော့ဒီမှာပြမယ်ဒီကနေပြီးတော့ lighting အကုန်လုံးဝင်တယ်ဟိုဘက်လည်းဝင်တယ်အောက်ဘက်ကိုသွားတယ်နော်အောက်က lighting နဲ့အပေါ်တက်ဒီနေရာဆိုရင်တော်လေးဘယ်လိုပြောမလဲဆိုရင်ဟိုတချို့မီးစမ်းနေကြအရင် classic ဖြစ်ပြီးတော့ဘယ်လိုပြောအရင် royal feeling ကိုရတယ်နော်ဒီအိမ်ကျတော့ grand ဖြစ်တယ်ဒါပေမဲ့ modern ဖြစ်တယ် minimalist ဖြစ်တယ်တောင့်တတာရှိတယ်နော်ပြီးဒီ structure ပေါ့နော်ဒီကျွန်တော်တို့ column time ကိုကြည့်လိုက် mini condo ကြတယ်ကြီးပဲ
ဆိုတော့တုံတန်ယုံဘေးရန်တွေလောက်တော့ easy မိထားလို့ရတယ်ပြီးဒီမှာတော့ကျွန်တော်ဖျားခန်းလို့ကျွန်တော်ယာထားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် family living room ပေါ့နော် family living room ကျွန်တော်တို့ဒီကနေပြီးတော့အရှိဘက် veranda view လေးပြပေးမယ်ဒီမှာဆိုရင်လုံးဝအင်ကြီးအိမ်ကောင်းတွေပဲလမ်းကလည်းကျဲတယ်ပြီးဒီဘက်ချမ်းအိမ်ဆိုဟိုးမှာဆိုရင်လုံးဝဟီးနေအောင်ဒါအိမ်ဆောက်နေရပါတော့ပြီးဒီဘက်ချမ်းအိမ်တွေကအကုန်လုံးဒါ80ပတ်လေအင်ကြီးအိမ်ကောင်းတွေပဲဒီထဲမှာမှဒီတန်းကတော့ကျွန်တော်40 80ပေါ့နော်ဒီဘက်မှာဆိုရင်လူနေပြီးသားပေါ့နော်ဒါဆိုရင်လူနေတယ်ဟိုဘက်ချမ်းလည်းလူနေဖြစ်ပါတယ်ဘေးအိမ်လည်းလူနေပြီးသားပေါ့နော်ဒီမှာရှိလေဒီကနေဝင်လာမှာဆိုရင်ဘယ်လောက်ဒီနေလို့ကောင်းလဲဒီ feeling ပေါ့နော်ပေါ်အောင်ပြီးတော့ကဲအဆွန်ကျွန်တော်တို့ခန်းလေးစပြီးတော့ဘာပဲလိလာမယ်ဒီတက်လွားမှာဒီအလွားမှာတော့ကျွန်တော်ဒီ family living room တခန်းပြီးတော့ရင်ကျွန်တော်တို့အိတ်ခန်းနှစ်ခန်းပါဝင်မှာဖြစ်ပါတယ်ဒီဘက်မှာတစ်ခန်းပေါ့နော်ဒီဘက်မှာတစ်ခန်းဒါကတော့ကျွန်တော်တို့လက်ရှိဒီအိမ်မှာနေနေတဲ့အမှုပညာရှင်ရဲ့ set တွေနော်ဟိုမှာတချင်းတွေ produce လုပ်တဲ့အခန်းဖြစ်ပါတယ်သူလည်း veranda ပါမယ်ဒီဘက်မှာတစ်ခန်းပေါ့နော်ဒီအိမ်ကတော့အစ်စ်ပဲဒီတစ်ခန်းပဲလူနေနေအောင်ပေါ့နော်ဒီမှာဆိုရင်ဒါလည်းလုံးဝ ventilation ကောင်းတယ်ပြင်ပအကြီးပဲကလကဘာညာအကုန်ပါပြီးသားပြင်ရင်တွေ့ရကျွမ်းအိမ်လာတယ်ဒီကျွမ်းအိမ်လာဒီကျွေပြားတွေအစားကျွန်တော်တို့ဒီမှာရှယ်ကျွေပြားတွေဆိုတာနှစ်ပေပတ်လေကျွေပြားတွေဆိုတာနှစ်ပေတစ်ပေ site တွေမှာကျွန်တော်တို့ဒီခါချိုးပေါ့နော်ခါချိုးမှလည်းဒီကျိုးဆွဲထားပြီးတော့နော်လေးလာတယ်ဒီဘက်ချမ်းဆိုရင်လည်းဒါကျူလာအင်တာအစိုး6မှာဆွဲထားပြီလားဟောမှန်လေဆိုလုံးဝထူးပဲလေးပဲဒီမှာတော့ကျွန်တော်တို့ဒါထောင်ရပါတော့လမ်းမယ်ဆိုအစရင်ကျွန်တော်တို့ဒါဒုတိယအလော်မှာတော့ဒီအိတ်ခန်းနှစ်ခန်းရှိမယ်ပြီးတော့ကျွန်တော်တို့တတိယအလော်တော့ကြည့်မယ်သူက3ထပ်ရှိမယ်ပေါ့နော်ဘာလို့အခန်းထဲကဒီအနောက်ဘက် veranda ရှိတယ်အရှိဘက်လည်းဒီမှာကျွန်တော်ခုနပြောလို့ပေါ့ဖះเจ้าဆောင်တော်၎င်း family living room တော်၎င်းအိမ်ကန်အပြင်မှာကျွန်တော် veranda အကြီးရှိတယ်ဒီမီးဆိုင်လေးကိုကြည့်လိုက်ဒီလိုဆောင်းလေးကဲဆိုရင်ဒီဘက်ဒီမှာလည်း veranda အကြီးပဲဟောမကြည့်ဒီဘက်အိမ်ကလည်းကျွန်တော်တို့ဒီ inspire ယူလို့ရပါတော့ဒီဘက်အိမ်လိုမျိုးကျွန်တော်တို့ဒီလိုမျိုးခေါင်မိုးထုတ်လိုက်မယ်ဆိုရင်ဒီမှာခေါင်မိုးထုတ်လိုက်မယ်ဆိုရင် garage က indoor garage ဖြစ်သွားမှာပေါ့နော်မိုးလုံးလေးလုံးကားပါကင်ဖြစ်သွားမယ်ဘဝင်းကျင်တစ်ခုလုံးကတော့ရန်ကိုပြောမှဆိုရင်တော့တစ်ထိအတိုင်းဝိုင်းလို့တော့ပြောရှာမှာနော်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဒူးရဲ့အလွာပြီးသွားရင်ကျွန်တော်တတိယအလွာတက်ကြည့်မယ်နော်ဒီတော်လေးလာဒီအိမ်မှာတစ်ခုကတော့ကျွန်တော်ဒီအခုအိမ်ဝယ်ပြီးသွားကြတဲ့ developer စီ company ကနေဝယ်ယူကြတဲ့လူမနေရတဲ့ဖြစ်တဲ့ကြောင့် intercom ထည့်ပေးမယ်ပြီးရင်ဒီမှာ indoor plan ပေါ့နော်ဒီမှာတော့ plan box ဖြစ်ပါတယ်ဒီ plan box မှာဆိုဟိုမှာကျွန်တော်ကြည့်လိုက်ရဒီမှာဆိုရင်ရေတွေစိတ်ဝင်ပြီးအောက်ကိုကျွန်တော်တို့ပိုက်နဲ့အပြင်ရေကိုဒီ ventilation နဲ့ drain စနစ်ကိုပါပြီးတာပေါ့နော်ရေအတွက်ဒီမှာဆိုရင် indoor plant စိုက်လို့ရတယ်ဒီ indoor plants ကလည်းပြီးတော့ oxygen တော့၎င်းမျက်စိအယောင်တော့၎င်းခုနပြောကုစားပေးနိုင်တဲ့စားထိုးပေးနိုင်တဲ့ indoor plants ရှိမှာပေါ့နော်ကဲဆိုရင်တော့ကျွန်တော်တို့တတိယအလွာကြည့်မယ်တတိယအလွာမှာလည်းအိတ်ခမ်းတစ်ခန်းပေါဝင်ပေါ့နော်သူ့ရဲ့အကျော်အနှင်းဒီနေရာလေးဆိုရင်ဒါအရန်ကိုကျွန်တော် minimalist ဖြစ်တယ်ပစ္စည်းလေးမှာလည်းရှင်းနေရယ်ဒီအပေါ်ဆုံးအလွာကတော့ကျွန်တော်ခုနပြောလို့ပေါ့နော်အောက်အလွာက family living room လောက်လိုက်လို့ဒီအပေါ်မှာကျွန်တော်တို့ဟိုလောက်ချင်နေဆိုနေရတယ်ကျွန်တော်တို့ဖျားကန်းဒီအပေါ်ဆုံးမှာထားချင်နေရတယ်ပြင်ဖျားကန်းကလည်းလုံးဝခုလိုပေါ့နော်လင်းဝင်လင်းထွက်ကောင်းတယ်ဒီနောက်မှာလည်းအခန်းတစ်ခန်းရှိတယ်ဒီနေရာလေးဆိုရင်ဒါစာကြည့်ခန်းလုပ်လို့ရတာပေါ့နော်စာကြည့်ခန်းလုပ်လို့ရတယ်ကျွန်တော် home ရဲ့ workstation လုပ်လို့ရတယ်ပေါ့နော်ဟိုဘက်နေရာလည်းကျွန်တော်တို့ workstation လုပ်လို့ရတယ်တော်လေးအဆင်ပြေဒီပုံမှာတော့အိတ်ခမ်းနှစ်ခမ်းပေါ့နော်အောက်မှာနှစ်ခမ်းအောက်ဆုံးမှာတစ်ခမ်းစုပေါင်းအိတ်ခမ်း၅ခမ်းပေါ့နော်ဒီခမ်းလည်းကျွန်တော်တို့အောက်အခမ်းအတိုင်းပဲစီလင်ရဲ့ယူထားတဲ့နေရာတွေတော်လေး fine လို့ဒီအခမ်းကတော်တော်လေးလင်းတယ်ဒါပေမဲ့မျက်စိကမစူးပေါ့နော်ပြောမယ်ဒီခမ်းကလည်းဒါခမ်းလို့ပဲရေချိုးကအိမ်သာဆိုအကျဲပဲလားဒါကြည့်မကြည့်ကျူရနေပြင်သူ့ရဲ့ဒီဘေးစင်လို့ပါလို့ဆိုရင်ရမ်းဘယ်လိုပြောလဲတော့ fine လေမှာဟိုမှန်လေဘူထိုင်လေးအကြီး
ဒီက3000နဲ့4000ဖွင့်နေဆိုတော့အခုချိန်ဒါကျွန်တော်တို့အိမ်နဲ့အများကြီးကြည့်ဘူးတဲ့လူတယောက်အနေနဲ့တော်တော်လေးကို reasonable ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ပြပေးမယ်ဒီဘက်မှာအနောက်ဘက်ဝရန်တာရှိတယ်ပြီးဒီအိမ်ကအရှက်လဲပေါ့နော်ဒါကျွန်တော်တို့အခုချိန်ဆိုရင်ဒီဝင်ပြီးဒီမှာကြည့်ဒီနေရာဆိုရင်ဒါကျွန်တော်တို့ဒီ80ပတ်လဲ80 160အဲ့လိုကျဲတဲ့ဟိုခြံနေပေါ့နော်ဆိုတော့အဲ့လိုနေရာမှာကျွန်တော်အိမ်တွေတသိလေးလာတော့မှာပေါ့ပူကြီးတဲ့အိမ်တွေပဲပူကျန်းတဲ့အိမ်တွေပဲလာတော့မှာပေါ့နော်ဆိုတော့ long term မှာကိုကဒီအိမ်မှာနေတယ်ကိုပတ်ဝန်းကျင်ရဲ့အိမ်တွေအကြီးတွေစောက်နေဆိုရင်လည်းကိုရဲ့အိမ်ဟာတန်ဖိုးတက်မှာပေါ့နော်ကိုရဲ့မြေရဲ့လည်းတန်ဖိုးတက်မှာပဲဒါဆိုရင်တော့ကျွန်တော်လာအပြင်နောက်ဆုံးဝရန်တာလေးကြည့်ဒီဘက်ချမ်းဆိုရင်လည်းအခုလူနေပြီးသားဖြစ်တယ်လာပြပေးဒီမှာပေါ့နော်ကျွန်တော်အောက်ကျွန်တော်ရဲ့ inspire ယူလို့ရတယ်ဒီအိမ်ဆိုရင်ကျွန်တော်ပုံစံတူပဲသူကတော့ဒီကားပါကင်ကိုတီးတဲ့အမိုးအိမ်နဲ့အယောင်တူအောင်ဆက်လိုက်တယ်နော်ဒီမှာလည်းကျွန်တော်ဒီလိုအဖြီထုတ်ပြီးတော့ဘား area တော့၎င်း outdoor garden area တော့၎င်းလုပ်လို့ရတယ်ဒီဘက်ချမ်းကလည်းဒါလူနေပြီးသားဖြစ်တယ်တော်တဲ့အိမ်နဲ့တဲ့အိမ်ကကျွန်တော်၄ယောက်ကတူကောင်းတူမယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ design တွေကလည်းတဒန်းလုံးက company တစ်ခုကပဲစောက်တယ်တဒန်းလုံးကကျွန်တော်တို့ဒီတပုံစံနဲ့ဖြစ်မယ်ဆိုတာမျိုးမရှိဘူးเนาะတအိမ်နဲ့တအိမ်ကတော့အပြင်ပုံစံအရာအခီအရာလုံးဝကွာခြားနေမှာဖြစ်ပါတယ်ဒီလိုအဆုံးလေးလိုက်ကြည့်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒီအိမ်ကတော့3000နဲ့4000ကျောင်းမှာဖြစ်ပါတယ်ဒီလိုအကျိုးတူမိတ်ဆွေတွေလည်းရောင်းလို့ရပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ